ချင်းပြည်နယ်ပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီ၏ဦးဆောင်ကြီးကြပ်မှုဖြင့်ဖလန်းမြို့ဗတ်စုံပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်လက်ရှိရာဩဂုတ်လ17ရက်နေ့တွင်နေဆက်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနှင့်အတူဖလန်းမြို့တွင်လုပ်ငန်းဆောင်ရွက်မှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။ဦးစွာဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနှင့်အတူဖလန်းမြို့တစ္ဆာလမ်းမတစ်လျှောက်ပျက်စီးသွားတဲ့400ဗို့ကာဗာလက်စစ်မီဂျိုများပြည်내တွေ့တဲ့နေမှုများကိုကြည့်ရှုစစ်ဆေးပါသည်။ရခိုင်ကဖလန်းမြို့နယ်နှင့်အနီးနားရှိကျေးရွာများအားမဟာဓာတ်လိုင်းများမှတဆင့်လက်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီးဖလန်းမြို့နယ်တွင်400ဗို့လက်စစ်ဓာတ်အားပေးလိုင်း26မိုင်ခန့်ရှိတဲ့အနက်အကြမ်းဖက်ဖြစ်စဉ်များကြောင့်400ဗို့လက်စစ်ဓာတ်အားလိုင်း9မိုင်ခန့်ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ပါသည်။သို့ဖြစ်ပါ၍ချင်းပြည်နယ်အတွင်းပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီနေဖြင့်မဟာဓာတ်လိုင်းနဲ့အသေးစားရေအားလက်စစ်စက်ရုံတို့မှလက်စစ်ဓာတ်ဖြန့်ဖြူးပေးချိန်မှာအသင့်ဖြစ်စေရေးအတွက်လက်စစ်မီဂျိုများပြည်내သွေးတန်းပစ္စည်းနေခြင်းလည်းဖြစ်ပါသည်။ထို့မှစဉ်ဒုတိယဝန်ကြီးနှင့်ဖွဲ့သည့်ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းအိမ်အားပြည်내ပြုပြင်တည်ဆောက်နေမှုများကို၎င်းအထူးစုံစမ်းစစ်ဆေးဦးစီးဌာနဖလန်းခရိုင်ရုံးအဆောက်အုံပြုပြင်တည်ဆောက်နေမှုများအား၎င်းတစ်တော်ဦးစီးဌာနခရိုင်ဝန်ထမ်းအိမ်အားအမိုးများပြုပြင်လဲလှယ်နေမှုများအား၎င်းစိုက်ပျိုးရေးမွေးမြူရေးနှင့်စိန်မြောင်းဝန်ကြီးဌာနမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအဆောက်အုံပြုပြင်နေမှုများကိုကြည့်ရှုစစ်ဆေးပြီးတမတ်ကာလတွင်လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးတို့ကိုအလေးထားကြက်မဲ့ဆောင်ရွက်သွားရမှာကြပါသည်အလားတူတီးတိမ်နဲ့တွန်းဆန်မျိုးများအတွင်းပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လက်ရှိရာမှာဩဂုတ်လ17ရက်နေ့တွင်တီးတိမ်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီစည်းဝေးခန်းမ၌အခြေခံပညာအလဲတန်းကျောင်းထန်းတဲ့ကျေးရွာအတွက်ထောက်ပံ့ပစ္စည်းပေးရခြင်းခန်းနာကိုကျင်းပရာတီးတိမ်မျိုးနဲ့ထန်းရွက်ကျေးရွာအခြေခံပညာအလဲတန်းကျောင်းပြည်내ပြုပြင်ပြီးနိုင်ငံတော်မှထောက်ပံ့တဲ့ဆောက်လုပ်ရေးသုံးလုပ်ငန်းပစ္စည်းများကျောင်းသုံးပြည်ဘောကများပုံနှိပ်စာအုပ်နဲ့ဗလာစာအုပ်များကိုကြည်ပါကျောင်းကျူးတော်ဆောင်များထံလွှဲပြောင်းပေးရကြောင်းသိရပါတယ်။ထို့အတူတွန်းဆန်မျိုးပြည်내ထူထောင်ရေးနဲ့ပြည်내တည်ဆောက်ရေးကော်မတီတွင်မှုများဟာကော်မတီအဖွဲ့ဝင်များနဲ့အတူတစိမ့်တစ်ပိုင်းပျက်စီးခဲ့တဲ့ဌာနဆိုင်ရာအဆောက်အအုံများဖြစ်တဲ့မြို့နယ်လမ်းဦးစီးဌာနအိဒါပြုပြင်ခြင်းလူငယ်တင်တန်းကျောင်းရုံးခန်းပြည်내ပြုပြင်ခြင်းအခြေခံပညာအထက်တန်းကျောင်းတွန်းဆန်ပြည်내ပြုပြင်လုပ်ငန်းများကိုကွင်းစင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။